မင်္ဂလာပါဒီနေ့ဒီချယ်ရိုတွေကဒီစစ်ကိုရောက်သွားပါပြီဒီစစ်မှာချယ်ရိုလေးလိုက်ရမယ်စကားလုံးလေးတွေကပထမဆုံးတစ်လုံးက size ဆိုတာကြတော့ size ကိုပြောတာပါ size ပါအရွယ်အစားပေါ့နော်သူနဲ့တူတဲ့စကားလုံးလေးဆိုရင်ချီစုဟုတ်ပြီဥပမာကိုကြည့်မယ်이옷은 사이즈가 좀 커요. 이 옷은 이 아워가 사이즈가 좀 내내 커요. 찌래. 이거보다 더 큰 사이즈가 있어요. 이거보다 뒤한테 더 보비로 큰 찌래 사이즈가 있어요. 사이즈 받아라. နောက်တစ်ခုကိုကြည့်မယ်နောက်တစ်ခုမှဆိုရင် sun check ဆိုတာကလေငင်းခံပြီးလမ်းလျှောက်ထွက်တာပေါ့နော်ဟုတ်ပြီသူကိုဘယ်လိုပြောလဲဆိုရင် sun check을 하다 လေငင်းခံပြီးလမ်းလျှောက်ထွက်တယ်ကြည့်မယ် sun check은 제 취미 중 하나예요 sun check은ဒီလေးငင်းခံပြီးလမ်းလျှောက်ထွက်တာအပြင်းပြေးလမ်းလျှောက်ထွက်တာကတော့ကျွန်တော်ရဲ့ချီမီကျုံဝါသနာတွေကဟာနာရောတစ်ခုပဲဖြစ်ပါတယ်တဲ့နောက်တစ်ခုဂျောတန်ကစန်ချက်ကြီးခေါင်းကငယ်ဂျိုဝါရောတဲ့ဂျောတန်ကအလဲအလက်လောက်ရှိတယ်ပေါ့နော်တာမန်ပုံမှန်လောက်ရှိတယ်တဲ့စန်ချက်ကြီးအပြင်းပြေးလမ်းလျှောက်ထွက်ခြင်းကတဲ့ခေါင်းကငယ်ဂျိုဝါရောကျမ်းမာရေးကိုကောင်းပါတယ်တဲ့ပြောချင်တာဒီပေါ့နော်အပြင်းပြလမ်းလျှောက်ထွက်တာလေးပုံမှန်လုပ်မယ်ဆိုရင်အလဲလက်လုပ်မယ်ဆိုလို့ရှိရင်ဒါကကျမ်းမာရေးအတွက်ကောင်းပါတယ်တဲ့နောက်တစ်လုံးဆိုရင်စန်းချောဆိုတာအနာကိုပြောတာပေါ့နော်စန်းချောကနာတာအနာဖြစ်သည်တဲ့계단에서 넘어져서 산초가 났어요. 계단에서 리가가 내비로 넘어졌어. 랭자의 레장, 뼈자의 레장, 레자의 레장. 산초가 났어요. 나 피해봐래. 먼저 산초가 난 곳을 깨끗이 씻으세요. 먼저 아예서 산초가 난 곳을 나 피해내야고 깨끗이 단단신신리 씻으세요. 씨발. ဟုတ်ပြီနောက်တစ်လုံးကြည့်မယ်နောက်တစ်လုံးက 상품 product ပေါ့နော် product ကုန်ပစ္စည်းကိုပြောပါတယ်백화점에는 여러 가지 상품이 많아요 백화점에는 ကုန်တိုင်းမှာတော့ 여러 가지 အမျိုးမျိုးသော 상품이 ဒီပေါ့နော်ကုန်ပစ္စည်းတွေက 많아요 များပါတယ်တဲ့냥조 선물을 하려고 하는데 어떤 상품이 좋아요? 냥조 선물을 아카지의 지렛상을 하려고 비밀로 아카지의 지를 let상 비밀로 하는데 롱니다 어떤 상품이 별로 기시가 좋아요? 강리 소리로 미라보노 다시 나들렁지메 나들렁아로 디제로 생신ဆိုတာကကြကျဲတို့မွေးနေ့ကိုပြောတာပါကျဲတို့ပုံမှန်ဆိုရင်မွေးနေ့ကိုစိန်ကြီးလို့ပြောရပေါ့နော်စိန်ကြီးရဲ့ 높은 말အမြင့်ဆုံးပဲဖြစ်ပါတယ်စိန်ရှင်ကစိန်ကြီးရဲ့အမြင့်ဆုံးပဲဖြစ်ပါတယ်지난주에는 아버지 생신이셨습니다တဲ့지난주에는ပြီးခဲ့တဲ့အပတ်ကတော့တဲ့ 아버지 အဖေရဲ့တဲ့ 생신이었습니다တဲ့မွေးနေ့ပဲဖြစ်ပါတယ်တဲ့နောက်တစ်ကြောင်း 할아버지의 생신이라서 아포의 무인이ဖြစ်တာကြောင့် 선물을 준비했습니다.လက်ဆောင်ကို ပြင်ခဲ့ပါတယ်ဟုတ်ပြီနောက်တစ်ကြောင်းကြည့်မယ်နောက်တစ်လုံးကကြတော့ 생일 မွေးနေ့ပေါ့နော်သူ့ရဲ့ 높임말가 생신ဟုတ်ပြီကြည့်မယ် 생일이 언제예요? 생일이 언제예요?မွေးနေ့ကဘယ်နေ့ပါလဲဘယ်အချိန်ပါလဲ 작년 생일에는 장미꽃을 받았어요. 작년 생일에 비계의 무늬마로 장미꽃을 နေ့စီပန်းကို받았어요လက်ခံရရှိခဲ့ပါတယ်နောက်တစ်ခုဆိုရင်생활
နေထိုင်မှုဘဝကိုပြောပါတယ်ရှင်ဥပမာကိုကြည့်မယ်유학 생활이 어때요? 유학 생활이 어때요? 디 유학 생활ဆိုတာပညာတော်သင်ပေါ့နော်ဘဝကတဲ့ 어때요? ဘယ်လိုလဲတဲ့ scholarship နဲ့နေရတဲ့ဘဝကဘယ်လိုလဲပေါ့နော် 학교에 친구가 만나서 생활이 재미있어요. 학교에 짱마 친구가 땡예진가 만나서 야라자 생활이 နေထိုင်ရတဲ့ဘဝကတဲ့ချိန်မိဆိုပျော်ဖို့ကောင်းတယ်တဲ့တငယ်ချင်းတွေများတော့ပျော်ဖို့ကောင်းတယ်ပေါ့နော်သူအထီးမကြံဘူးပေါ့နောက်တစ်ခု solute ကကြတော့ document ကိုပြောတာစာရွက်စာတမ်းတွေကိုပြောတာပေါ့နော်တစ်ခုခုလုပ်မယ်ဆိုရင်စာရွက်စာတမ်းတွေပြင်ဆင်ရအဲ့ဒါကိုပြောတာပေါ့회사 자원 서류를 모두 준비했어요. 다 하잖아. 회사 지원 서류를 이လုပ်ငန်းခွင်ပေါ့နော်ဘယ်လိုပြော회사 지원ဆိုတာဒီရှယ်ရီဒီကုမ္ပဏီဝန်ထမ်းပေါ့နော် solution ဒီစာရွက်စာတမ်းတွေကို 모두 준비했어요 ပြင်ဆင်ခဲ့တယ်ပေါ့နော်ကုမ္ပဏီဝင်ဖို့တဲ့စာရွက်စာတမ်းတွေပြင်ဆင်ခဲ့တယ်ပြီးတော့ 입학하려면 ဝင်ခွင့်ရရင်တဲ့ 어떤 solution ဘလို့စာရွက်စာတမ်းတွေကို 준비해야 해요 ပြင်ဆင်ရမှာပါလေတဲ့ဟုတ်ပြီနောက်တစ်ခုကြည့်မယ်ဆိုရင်နောက်တစ်လုံးက service ဆိုတာ service ကိုပြောတာ service သူကကြတော့အခချင်းငွေမပေးရတဲ့ service ကိုပြောတာပေါ့နော်ဥပမာလေးကြည့်မယ်이 호텔은 서비스가 좋아요. 이 호텔은 이 호텔가로 서비스가 좋아요. 가운데 번호 나르고 이 음식은 서비스로 드릴게요. 이 음식은 디에사다고로 서비스로 서비스 안에 드릴게요. 비바메 나들로 선배가 저러 시니아 번호 선배 ဆိုပြီးပြောနေရလေစီနီယာပေါ့နော်ဟုတ်ပြီသူရဲ့ဆန့်ကျင်ဘက်စကားလုံးက후배 junior ကိုပြောတာပါကဲဥပမာစာကြောင်းလေးကြည့်မယ်저 선배는 인기가 많나요 저 선배는 에리가 시니아가 인기가 많나요သူက popular ဖြစ်တယ်တဲ့လူကြိုက်များတယ်ပေါ့နော်ပြောရမယ်ဆိုရင်나르고 졸업한 선배를 만나서 취업 상담을 했어요. 졸업한 선배. 나 보야도아래 시니하고 만나서 뛰로래 취업 상담을 했어요. 디 알로윈 보드 번호. 빌로다리고 또 lok해래, 미해래, 송산해래, 미미안해래 번. 나들로 설거지 사 바kan시야 번호. 바kan시라고ပြောတာ ဥပမာစာကြောင်းကြည့်မယ် 설거지는 보통 남편이 해요. 설거지는 바kan시라ကတော့ 보통 ပုံမှန်အားဖြင့် 남편이 해요. ယောက်ျားလေးတွေကလုပ်တယ်ပေါ့နော်နောက်တစ်ခု 저는 청소는 싫어하지만 설거지는 괜찮아요. 저는 ကျွန်တော်ကတော့ 청소는 싫어하지만 တန်ရှင်းလုပ်ရတာကိုမကြိုက်ပေမဲ့ 설거지는 괜찮아요. 바kan시ရတာတော့အဆင်ပြေပါတယ်တဲ့သူကတခြားတန့်ရှင်းရတော့မကြိုက်ဘူး 바kan시တာတော့သူအဆင်ပြေတယ်နောက်တစ်ခု solla เนาะ solla ဒါရေးရင်တော့ sonna လို့ရေးပြီးတော့ဖတ်ရင်တော့ solla လို့ဖတ်ရတယ်เนาะ solla ဆိုတာကျတော့နှစ်သိကူးနေ့ကိုပြော New Year's Day ပေါ့เนาะနှစ်သိကူးနေ့ Korea New Year ကိုပြောတာเนาะ 한국의 sol라는 1월이에요. 한국의 코리아의 설날은 늦대구네가로 1월 2일이에요. 달라바인 때연입에 표발에 설날에는 늦대구네마로 많은 사람이 한복을 입어요. 많은 사람이 루리 아미아지가 한복을 코리아 요야위 송고 입어요. 왜 말해? ဟုတ်ပြီနောက်တစ်လုံးကြည့်မယ်နောက်တစ်လုံးဆိုလို့ရှိရင်စောင်းကြော့ဟုတ်ပြီနော်စောင်းကြော့ဆိုတာ character ကိုပြောတာအကျင့်စရိုက်ကိုပြောတာပါဒါကကြတော့외모보다 성격이 조용해요 외모보다ပုံပန်းတင်ပြထက်ပေါ့နော်성격이 조용해요ဒီအကျင့်စရိုက်ကပို့ပြီးတော့အရေးကြီးပါတယ်저 여자는 예쁜데 성격이 별로 안 좋아요 저 여자는 에리가 맹갈리가
예쁜데 라뱀의 성격이 아진지아이가 별로 떼비어 안 좋아 막강마구래. 허비 나도 구지매 소인 이체로 상암ဆိုတာ name ပေါ့နော် name ကိုပြောတာဒီကျတို့တွေရှောက်လွာတွေရဲ့ပုံစံရှောက်လွာတွေမှာဆိုရင်ကိုယ့်ရဲ့နာမည်ကိုသူတို့ကလေ item လို့မပြောဘဲနဲ့ 상암 လို့ရေးတယ်ပေါ့နော် 상암 လို့ရေးတာလေအဲ့ဒါနာမည်ဖြစ်ရမှာပေါ့နော်ဟုတ်ပြီဒါအမြင့်ဆုံး item ရဲ့ 높음말 နော် item ဆိုတာနာမည်ကိုပြောလေ item ရဲ့ 높음말က 상암 ဖြစ်ပါတယ်ကဲဥပမာစာကြောင်းလေးကြည့်မယ် 상암은 얘기해 주세요 상암을 남에고 번호 얘기해 주세요. 뼈비바 상암이 어떻게 되십니까? 남에가 봐발래 블루코 받을래 나도 세계에서 가바이 번호 세계 가바이 전 세계에는 다양한 나라가 많나요. 전 세계에는 가바지 마로 다양한 나라가 마두니의 나라가 만나요 냐바래 나르고 저는 저너가로 돈이 많으면 발산이 아냐이 심해서의 세계 여행을 하려고 할 거예요 이 세계 여행 가바바데 가이생을 할 거예요 또 아마래 또마 발산 아냐이 심어너 나들롱 소인 소리야 자로 아땅 벼라봐 아땅 뭐너 지금 무슨 소리 못 들렸어요. 지금 아쿠 무슨 소리 바다마 못 들렸어요. 맞아요. 우리 맞아나요 편이래. 엄마 소리가 너무 큰데 줄여주세요. 엄마 소리가 તချင်းရဲ့အတန်က 너무 큰데အရန်ကျယ်နေလို့ 줄여주세요. ရှော့ပေးလို့ရမလား တိုးပေးလို့ရမလားဆိုပြီးပြောပါတယ်နောက်တစ်လုံး 소설ဆိုတာဝတ္ထုကိုပြောတာပါဝတ္ထုပေါ့နော်ဥပမာကြည့်မယ် 재미있게 읽은 소설이 뭐예요? 재미있게စိတ်ဝင်စားစွာနဲ့ 읽은ဖတ်နေတဲ့ 소설이 뭐예요?ဝတ္ထုကဘာပါလဲ 저는 앞으로 소설은 쓰고 싶습니다. 저는 저너가로 앞으로 시작ပေါ့နော် 소설은ဝတ္ထုကိုတဲ့ 쓰고 싶습니다. 쓰고 싶습니다. 번호 또 예치네. 우리 예치네. 나도 소식 소라 뉴스သတင်းတွေကိုပြောတာပေါ့နော် 저는 아직 그 소식을 못 들렸어요. 저는 저너가로 아직အခုထိ 그 소식을 အဲ့ဒီသတင်းကို 못 들렸어요. မကြားဘူးပေါ့နော်မကြားဘူးတဲ့အဲ့သတင်းမကြားဘူးတဲ့ 고향에서 무예미마래 무슨 좋은 소식 못 들렸어요. 무슨 뭐너 바냐 뭐너 좋은 까운네 소식 드릴리미아래 못 들렸어요. 맞자미 불라 무예미마 까운네 드릴리미아 맞자미 불라 소미야. 나도 그 소포가 빠세로 뭐너 빠세로 소포 안에 어떤 물건이 있어요? 소포 안에 빠세로의အတွင်းမှာ 어떤 물건이 있어요? 별로 비스미오 신이라래. 전국으로 소포를 보내고 싶은데요. 전국으로 대용나간고 소포를 보내고 싶으세요. 바세로고 보지 말래. 나도 소풍ဆိုတာပျော်ပွဲစားထွက်တာပေါ့နော်ပျော်ပွဲစားထွက်တာဒီမှာဆိုရင် 내일은 소포를 가는 날입니다. 내일은 만나편가로 소풍을 뼈배사고 가는 또함의 날입니다. 니베 펴바래. 저는 저너가로 소풍 갈 때 뼈배사 첫째 아카 다 입을 옷을 샀어요. 바자가 번호 아니란 뼈니에 뼈배사 첫다인 도와 뼈래보. 나도 소위 손님 너 손님 소라 애대고 뼈라 둘의 산전 바자가 롱소인 주인 소아 반신 뭐너 허비 손님 무엇을 드릴까요? 손님 애대 무엇을 바고 드릴까요? 비야말레 비 전화번호를 손님에게 친절하게 말합니다. 전화번호 이 번호 전화번호 원앙아로의 손님에게 애대고 친절하게 이니버예산에
မှားရမိတာတဲ့ပြောပါတယ်တဲ့နောက်တစ်လုံးဆိုရင်수도ဆိုတာမြို့တော်ပေါ့နော်မြို့တော်한국의 수도는 서울이에요တဲ့한국의 코리아의 수도는မြို့တော်ကတော့ 서울이에요 서울ပဲဖြစ်ပါတယ်နောက်တစ်ခု 수도는 그 나라의 정신지입니다 수도는မြို့တော်ကတော့ 그 나라의 အဲ့ဒီနိုင်ငံရဲ့ 정신지입니다 အချက်အခြာကျတဲ့အရာပဲဖြစ်ပါတယ်အချက်အခြာကျတဲ့နေရာပဲဖြစ်ပါတယ်နောက်တစ်ခု 수업ကအတန်းပေါ့နော်ဟုတ်ပြီဥပမာက 오늘 몇 시에 수업이 끝나요? 오늘 디네 몇 시에 바나나이마 수업이 끝나요? 아단 비말레 내일은 만나편가로 1시에 따나이마 수업을 아단고 시작하겠습니다. 사진 밤에 나두고 숙제에서 인사 번호 인사を벼라 우버마 맞으면 오늘 숙제가 뭐예요? 오늘 디네의 숙제가 인사가 뭐예요? 봐봐래. 숙제가 어려워서 인사가 가다자 혼자 자야우테 하기 힘들어요. 로야라 빼면 말해. 호바비 디네가 들라바베 콜론시 비멜로 멸레 말이신 알롱고 제수때 말해.နောက်ထပ်လည်းအခုလိုမျိုးဗီဒီယိုလေးတွေထပ်ပြီးတော့တင်ပြသွားမှာမို့လို့မျိုးရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်